ရန်ကုန်မြို့ရဲ့ရှုပ်ထွေးတဲ့လမ်းမတွေပေါ်မှာနေပူရှိန်ကအားရပါးရတောက်ပနေပါတယ်။ဒီနေ့ကတက္ကသိုလ်ကျောင်းသူနှင်းပွင့်အတွက်တော့ထူးခြားတဲ့နေ့တစ်နေ့ပါ။သူမရဲ့စာမေးပွဲရလဒ်တွေထွက်လာတဲ့နေ့ဖြစ်ပြီးအောင်စရင်ကိုတွားကြည့်ဖို့အတွက်သူမကျောင်းကိုအလောတကြီးသွားနေပါတယ်။နှင်းပွင့်ကငယ်ငယ်ကတည်းကစာကြိုးစားပြီးမိဘတွေကိုလှုပ်ကြွေးခြင်းနဲ့စိတ်သက်ရှိတဲ့ကောင်မလေးတစ်ယောက်ပါ။သူမရဲ့အိမ်မက်ကတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ပါပဲ။အောင်စရင်ကြည့်ပြီးအပြန်လမ်းမှာလူတစ်ယောက်နဲ့တိုက်မိပြီးလဲကျသွားပါတယ်။တောင်းပန်ပါတယ်လို့ပြောပြီးလဲကျနေတဲ့ပစ္စည်းတွေကိုကူညီကောက်ပေးရင်းသူမရဲ့မျက်လုံးတွေကတိုက်မိတဲ့လူစီကိုရောက်သွားပါတယ်။သူကတော့ခန့်ညားပြီးကြည်ကောင်းတဲ့လူငယ်တစ်ယောက်ပါ။သူ့နာမည်ကကိုနေကအခုမှနိုင်ငံခြားကပြန်လာတဲ့လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါရပါတယ်။ကျွန်တော်လည်းသတိမထားမိလို့ပါလို့ကိုနေကပြုံးပြီးပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာနှစ်ယောက်စလုံးရဲ့မျက်လုံးတွေစုံသွားပြီးခံစားချက်တစ်ခုခုဖြစ်ပေါ်လာပါတယ်။ဒါဟာသူတို့နှစ်ယောက်ရဲ့ပထမဆုံးဆုံတွေ့မှုပါပဲ။